နာကိုတော်တော်လေးကတ်လာကြပါတယ်သူကအဲ့ဒီနေရာကနေချက်ချင်းထွက်သွားပြီးဒီနေ့အတွက်အလုပ်ကလေးတော်လောက်ပြီးဆိုပြီးအားလုံးအနားယူနိုင်ကြောင်းပြောပါတယ်အဲ့ဒီနောက်အမျိုးသားတွေရဲ့လေ့ကျင့်ခန်းဘက်ကိုသူတို့လေ့ကျင့်တာတွားကြည့်ဖို့ထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတဲ့ရုတ်တရက်တစ်လုံးတစ်လုံးကသူ့စီကိုလွင်းပြောင်လာပါတယ်ဒါပေမဲ့သူကအချိန်မီရှောင်တီးနိုင်ခဲ့ပြီးဒါဟာလေ့ကျင့်ခန်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာနားလည်လိုက်ပါတယ်ဟွမ်ရှူကသူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးနေတာသိတာပါတယ်ချန်ကသူတို့ရဲ့တိုးတက်မှုအခြေအနေကိုမေးတဲ့အခါဟွမ်ရှူကလူတိုင်းတော်တော်တိုးတက်လာပြီးအခုဆိုရင်ပြစ်ဒဏ်ကိုအလွယ်တကူထိမိုက်အောင်ပြစ်နိုင်တယ်လို့ဖြေပါတယ်ချန်ရဲ့ပါရမီရှင်ရှာဖွေတဲ့စွမ်းရဲ့အရာဟွမ်ရှူဟာလမ်းပစ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်ဆိုတာပြသပါတယ်ဟွမ်ရှူကလူရင်းဟာအငန်းအားသွန်တို့လဲလမ်းပစ်တဲ့အချိန်ကမိုက်မမှန်ကန်ဘူးပြီးသူဟာစတွန်းဘုံနဲ့အတူရှိမှသာသူ့ရဲ့ခွန်အားပြည့်ဝအောင်ထုတ်ပြနိုင်တယ်လို့ပြောပြပါတယ်ဒါအပြင်လန်ဂူချီဟာနီးပညာကိုအငယ်ဆုံးအချော်နိုင်နိုင်သူဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုအံ့ဩစိတ်သုံးအချက်ကတော့ဟွမ်ရှူနဲ့စတွန်းဘုံတို့ရဲ့အတွဲပါတီးမော်ကပါတယောက်ချင်းစီဆိုရင်ပုံမှန်ပဲဖြစ်ပေမဲ့သူတို့နှစ်ယောက်ပေါင်းလိုက်ရင်တော့လန်လေးချောင်းကိုအလှည့်စီအပြန်အလှန်ဖြစ်နိုင်ပြီးအကောင်းဆုံး result တွေကိုထပ်ပေါ်စေပါတယ်ဒါကိုမြင်တော့ချန်ကဝမ်းသာသွားပြီးဒီထိုင်းဆိုရင်နောက်ရိုင်းတဲ့အိုဖျားရဲ့အန်ဒီရဲ့ကိုဖြည့်ရှင်းဖို့လွယ်ကူလိမ့်မယ်လို့ပြောပါတယ်စတွန်းဘုံကတခြားလားလို့မေးတဲ့အခါချန်ကတခြားပါတယ်ဒါပေမဲ့ဘေးကင်းဖို့အတွက်ငါတို့ရဲ့လက်ရွှက်လက်နက်ကိုပါအတပည့်တိုင်းယူသွားမယ်လို့ပြန်ပြောပါတယ်ဟွမ်ရှူကအံ့ဩသွားပြီးဘယ်လိုလက်ရွှက်လက်နက်လဲလို့မေးပါတယ်ချန်ကအမြဲအရွက်အချို့ကိုထုတ်ပြပြီးဒါတွေကိုတေချာကြည့်ဖို့နဲ့တက်နိုင်သမျှအများကြီးစုဆောင်းဖို့အမိန့်ပေးလိုက်ပါတယ်ဒီအရွက်တွေမှာတဘာဝအကျိုးသေးအစိုက်ပါနေလာကြောင်းပွက်နေတဲ့တန်ရာနဲ့ဒီအရွက်ကိုမထိမိဖို့သူကတတိပေးလိုက်ပါတယ်အဲ့ဒီညမှာချန်ကကြောက်တုံးတွေကိုပုံဖော်နေပါတယ်မြောင်ကလှန်တွေအားလုံးယူလာပြီးကြောက်တုံးထဲမှာဘာလို့ဒီလိုအပေါက်ငယ်လေးလှုပ်ထားတာလဲလို့မေးပါတယ်ချန်ကဒါဟာပုံစံခွက်ဖြစ်ကြောင်းနဲ့မကြခင်မှာသူမနားလဲသွားလိမ့်မယ်လို့ပြောပါတယ်ပြီးနောက်ကြံတဲ့အမျိုးသမီးတွေကိုခေါ်ပြီးဒီအရွက်တွေကိုကြောက်တုံးနဲ့ထောင်းကအနစ်ပြုလုပ်ဖို့နဲ့အဲ့ဒီအနစ်ကိုလှန့်ဖျားနေမှာတုတ်လိမ့်ဖို့ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာလူအင်ရောက်လာပြီးအမျိုးသားတွေလည်းကူညီခြင်းကြောင်းပြောပါတယ်ဒါပေမဲ့ချန်ကသူတို့ကိုအနားယူခိုင်းလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့အမဲလိုက်တဲ့အခါသူတို့ရဲ့ခွန်အားကအရေးကြီးလို့ဖြစ်ပါတယ်နောက်တစ်နေ့မနက်မှာချန်ကกินထားတဲ့အသားကိုစားဖြူးပြီးစားနေပါတယ်အဲ့ဒီအချိန်မှာမြောင်ကသူ့စီကိုလှန့်တကြောင်ပစ်ဖယ်လိုက်ပြီးအစိတ်တုတ်တာပြီးစီးသွားပြီဖြစ်ကြောင်းပြောပါတယ်ချန်ကထားလိုက်ပြီးအမျိုးသမီးတွေကိုတော့စခန်းနဲ့ကလေးတွေကိုကာကွယ်ဖို့အတွက်နောက်မှနေခဲ့ဖို့ပြောကကြံတဲ့လူတွေကိုတော့သူ့နောက်ကနေတောင်ပေါ်ကိုလိုက်ခဲ့ဖို့အမိန့်ပေးပါတယ်မျိုးနွယ်စုဝင်တွေကစိတ်လှုပ်ရှားသွားပြီးသူတို့ဘာတွေလုပ်နိုင်တယ်ဆိုတာကိုတားရဲတွေကိုပြသဖို့လက်နက်တွေကိုစီနဲ့အသင့်ပြင်လိုက်ကြပါတယ်ခဏကြာမှသူတို့တောင်တိတ်ကိုရောက်ရှိသွားပါတယ်အန်ကသူတို့ရဲ့ဘီရင်ကတယောက်တည်းအစာမျှလမှာကိုစိုးရိမ်ပါတယ်စတုံးပေါင်းကတော့သူတို့ရဲ့ဘီရင်ကအရန်အစွမ်းထတာကြောင့်ဘာမှမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်အဲ့ဒီအချိန်မှာဆမ်ကမြင်နားမှာတခုခုလှုပ်ရှားနေတာကြောင့်အားလုံးအသင့်ပြင်ထားဖို့ကြားဖြတ်ပြောလိုက်ပါတယ်စတုံးပေါင်းကမြောင်နဲ့ကြံတဲ့အမျိုးသမီးတွေကိုလိုအပ်တဲ့အချိန်မှာလှန်တွေအချိန်မီပေးပို့ဖို့အထူးသဖြင့်သူတို့မေယာယူထားတဲ့တောင်ပေါ်ကဆမ်စီကိုပေးပို့ဖို့မှာကြားပါတယ်သူတို့ရဲ့ဘရင်ကအရာအလုံးကိုယင်းပြီးလှုပ်ဆောင်နေတာကြောင့်သူ့ကိုဆုံးရှုံးခံလို့မဖြစ်ပါဘူးဖြစ်ပုံကတော့10မိနစ်ခန့်အလိုမှာချမ်းကနွားရိုင်းတဲ့အုပ်စုနားမှာလွှဲပတ်နေပြီးခဲ့တဲ့အခေါက်လိုပဲကြောက်တောင်ဘက်ကိုပြေးတာကအကောင်းဆုံးနီးလန်းမဲ့လို့စဉ်းစားနေပါတယ်ဒါပေမဲ့ပိုပြီးစိတ်ချရအောင်အရင်ဆုံးနွားရိုင်းငယ်တစ်ကောင်ကိုဆွဲဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကနွားရိုင်းငယ်နားကိုတွားပြီးကြောက်တုံးနဲ့ပစ်ပေါက်လိုက်ပါတယ်ပြီးနောက်မိမိကိုယ်ကိုအုပ်စုရဲ့ခေါင်းဆောင်လို့အော်ဟစ်ကစိန်ခေါ်လိုက်ပါတယ်နွားရိုင်းနက်ကချက်ချင်းဒေါသထွက်သွားပြီးနွားရိုင်း3ကောင်ကချမ်းနောက်ကိုချက်ချင်းလိုက်လံတိုက်ခိုက်ပါတော့တယ်ချမ်းကထွက်ပြေးရင်းနဲ့စတုံးပေါင်းကိုပထမဆုံးနွားရိုင်းနက်ကိုပြစ်မှတ်ထားဖို့အော်ပြောပါတယ်စတုံးပေါင်းကလည်းလူတိုင်းကိုအသင့်ပြင်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်လှန်တွေကိုတပြိုင်နက်တည်းပစ်လိုက်ကြရာအစီအစဉ်ကအလုတ်ဖြစ်သွားပါတယ်နွားရိုင်းတွေဒဏ်ရာရသွားပါတယ်ဒီအခွင့်အရေးကိုသုံးပြီးဆမ်ကသူတို့ရဲ့လေဘင်းကိုလှန်နဲ့တဲ့တယ်ပစ်လိုက်ပါတယ်နွားရိုင်းတွေတောင်ရံနဲ့စောင့်မိသွားကြောင်းချမ်းကတောင်ပေါ်တက်ဖို့ကြောက်စောတစ်ခုပေါ်ခုန်တက်လိုက်ပေမဲ့လက်ချော်သွားပါတယ်နောက်ဆုံးအချိန်မှာစတုံးပေါင်းကသူ့ကိုဖမ်းဆွဲပြီးဘေးကင်းရာတောင်ပေါ်ကိုဆွဲတင်ပေးလိုက်ပါတယ်နွားရိုင်းတွေအားနေသွားတဲ့အချိန်မှာဆက်တိုက်ခိုက်ဖို့ချမ်းကအမိန့်ပေးလိုက်ပါတယ်စတုံးပေါင်းကရှေ့ကနေတိုက်ခိုက်မှုတွေကိုဥဆောင်ညွှန်ကြားပါတယ်ဒါကိုကြည့်ပြီးချမ်းကစတုံးပေါင်းရဲ့ခေါင်းဆောင်ရွမ်းပရိတ်ကိုအတိမတ်ပြုတ်လိုက်ပါတယ်စတုံးပေါင်းကိုခေါင်းဆောင်တစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့တယ်လို့သူခန်းစားလိုက်ရပါတယ်ခဏကြာမှစတုံးပေါင်းပြန်လာပြီးနွားရိုင်းတွေငြိမ်ကျသွားပြီဖြစ်ကြောင်းပြောပါတယ်အစ်စ်ကသူထင်ထားတဲ့ထက်ပိုမြန်မြန်အလုပ်ဖြစ်နေတာကြောင့်ချမ်းဝမ်းသာသွားပါတယ်အဲ့ဒီအချိန်မှာဆမ်ကကြံတဲ့နွားရိုင်းအုပ်စုတွေလည်းသူတို့စီကိုပြေးလာနေကြောင်းပြောပါတယ်
သူတို့ရဲ့အချိန်ကိုကြည့်ပြီးချမ်းအံ့ဩသွားပါတယ်ဒါပေမဲ့ဒါဟာအစီအစဉ်ရဲ့အစိတ်အတိုင်းတစ်ခုဖြစ်တာကြောင့်မထိတ်လန့်ကြဘူးသူကလူတိုင်းကိုပြောပါတယ်သူတို့လောက်ရမှာကအောက်ကနွားရိုင်း၃កောင်ကိုအပြတ်ရှင်းဖို့နဲ့ဘယ်သူမှထွက်ပြေးမနိုင်အောင်လုပ်ဖို့ပါနွားရိုင်းနတ်တွေကနောက်ဆုတ်ဖို့ကိုးစားပေမဲ့တဖြည်းဖြည်းနှီးလွဲသွားပါတယ်အစိတ်ကထိရောက်နေပြီဆိုတာကိုချမ်းနားလည်လိုက်ပြီးသူတို့ထွက်ပြေးမနိုင်အောင်ခြေထောက်တွေကိုပြစ်မှတ်ထားဖို့အမိန့်ပေးလိုက်ပါတယ်စတုံးပေါင်းကထပ်မံပြစ်ခတ်ဖို့အမိန့်ပေးလိုက်တဲ့အခါနောက်ဆုံးမှာနွားရိုင်း၃កောင်လုံးလဲကျသွားပါတော့တယ်ချမ်းကတိုက်ခိုက်မှုကိုရပ်ဖို့ပြောပါတယ်ဒါပေမဲ့စတုံးပေါင်းကညင်းဆိုပြီးဒါဟာကျင်နာရမယ့်အချိန်မဟုတ်ဘူးကြံတဲ့အုပ်စုတွေမရောက်ခင်ဒါတွေကိုအပြတ်ရှင်းဖို့လိုတယ်လို့ပြောပါတယ်လှန့်ဘယ်နှချောင်းကြံသေးလဲလို့ချမ်းကမေးတော့မာယာက28ချောင်းလို့ပြောပါတယ်အဲ့ဒီနောက်ချမ်းကဆမ်ကိုလာနေတဲ့အုပ်စုကိုရေတွက်ခိုင်းတော့20ခန့်ရှိကြောင်းပြောပါတယ်ချမ်းကဒါကြောင့်လဲငါကရက်ခိုင်းတာပါလို့ပြောပါတယ်ငါတို့မှာအလားဟတာဖြုံတီဘူးလှန့်တယ်အများကြီးမရှိဘူးလို့ချမ်းကပြောလိုက်ပါနဲ့နွားရိုင်း၃កောင်အပေါ်အားဆိုင်ခဲ့သမျှအလကားဖြစ်သွားပြီလားလို့တယောက်ကမေးတဲ့အခါချမ်းကမဟုတ်ဘူးဒါကလည်းအစီအစဉ်ရဲ့အစိတ်အပိုင်းပဲလို့ဖြေပါတယ်သူဟာအစကတည်းကအဖွဲငယ်လေးတစ်ခုနဲ့နွားရိုင်းအုပ်စုကြီးတစ်ခုလုံးကိုတိုက်ရိုက်ရင်းဆိုင်ဖို့မရည်ပဲခဲ့ပါဘူးတကယ်ပြစ်မှတ်ကအစကတည်းကနွားရိုင်းအုပ်စုရဲ့ခေါင်းဆောင်သားဖြစ်ပါတယ်ခေါင်းဆောင်လဲတော့တဲ့နဲ့ကြာတဲ့အကောင်လေးကအလိုလိုလူစုခွဲတော့ကြမှာပါအဲ့ဒီခေါင်းဆောင်ထွက်လာအောင်ငါးစာလိုအပ်တာကြောင့်ဒီနွားရိုင်းတွေလာအသက်ရှင်နေရမှာဖြစ်ပြီးထွက်မပြေးနိုင်အောင်လှုပ်ထားရတာပါချမ်းကမူလကနွားရိုက်တကောင်ကိုပဲသုံးဖို့စီစဉ်ပေးမယ်အပေါ်ပါလာတဲ့နွားရိုက်နှစ်ကောင်ကြောင့်သူတို့မျှော်လင့်ထားတဲ့လှန်တွေပိုကုန်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲဆမ်ကနွားရိုက်နဲ့ခေါင်းဆောင်ကိုမြင်နေရပြီဖြစ်ကြောင်းနဲ့အဲ့ဒါဟာဘီလူးတတော်ကြီးတကောင်လိုပဲလို့ပြောလိုက်ပါတယ်နွားရိုက် boss ကြီးကဟိန်းဟောက်လိုက်ပြီးတအုပ်စုလုံးတောင်းပေါ်ကိုတိုက်ခိုက်ဖို့ပြီးတက်လာကြပါတယ်နွားရိုက်တွေယူသွားတာလားလို့ချမ်းတို့အဖွဲ့အစကနားမလည်ဟဲကြပေမဲ့ boss ကအခုလောလောဆယ်ကိုယ်တိုင်မတိုက်ခိုက်ခြင်းသေးတာကိုချမ်းကချက်ချင်းရိပ်မိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောင်ကြီးတစ်ခုလုံးပြိုကျလာတယ်လို့သူတို့ခန်းစားလိုက်ရပါတယ်ချမ်းကအားလုံးကိုနောက်ဆုတ်ပြီးအကအဝဲယူဖို့အမိန့်ပေးပြီးမယ်မြောင်ကတော့အချင်းမီမစွန့်နိုင်ပဲတောင်ပြိုတဲ့အထက်ပါသွားပါတယ်ချမ်းကဘာမှစဉ်းစားမနေပဲသူမနောက်ကိုခုံဆင်းသွားပြီးအီဂန်ကိုလည်းဆင်းလာဖို့ပြောပါတယ်ဟူရှောင်းဝဲလန်ကူချီတို့လည်းကူညီဖို့ဆင်းလာကြပါတယ်အခုတော့တိုက်ခိုက်ဖို့ကလေးလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဟူရှောင်းကအီဂန်ကိုနွားရိုင်းတွေကိုစီးနင်းတိုက်ခိုက်ကြမလားလို့မေးပေမဲ့အီဂန်ကတော့မိုက်မဲ့လာပြီးမလုပ်ပဲခေါင်းဆောင်ရဲ့အမိန့်ကိုပဲပြောပါတယ်တခါမှလည်းချမ်းကစိုးရိမ်နေပါတယ်ဘာကြောင့်လဲဆိုတော့နွားရိုင်း boss ဟာသူ့ရဲ့ထောက်ချောက်ကိုကြိုတင်ရိပ်မိလို့ဟာပဲဒီလောက်အထိအတိဉာဏ်ရှိနေတာကချမ်းကိုစိတ်ပြည့်စေပါတယ်စတုံးဘုံကအပေါ်မှာကြံနေတဲ့လူတွေကိုခေါင်းဆောင်ကိုကာကွယ်ဖို့ပြောပေမဲ့ချမ်းကတော့အပေါ်မှာပဲနေပြီးလှန်တွေနဲ့ပဲပစ်တိုက်ကြလို့အော်ဟစ်တားဆီးလိုက်ပါတယ်အဲ့ဒီနောက်တကယ်တိုက်ကွယ်စပါတော့တယ်ချမ်းကပစိမ့်နဲ့တိုက်ခိုက်နေပြီးကြံတဲ့လူတွေကလှန်တွေကြောက်ပစိမ့်တွေနဲ့တိုက်ခိုက်ကြပါတယ်အဖွဲလိုက်စနစ်တကျခုခံတိုက်စစ်စင်ရဲ့နွားရိုင်းတော်တော်များများကိုတန်ရာရအောင်လှုံလိုက်ပါတယ်စတုံးဘုံကအခွင့်အရေးကိုမြင်တာနဲ့အပေါ်ကလူတွေကိုလှန်တွေဆက်တိုက်ပစ်ခိုက်လိုက်ပါတယ်နွားရိုင်းတချို့လဲကျသွားတဲ့အခါတအုပ်စုလုံးရုတ်တရက်ဆက်တန့်သွားကြပါတယ်ဘော့စ်ကသူတို့ကိုတချို့ကိုအမိန့်ပေးလိုက်တယ်လို့ပါတယ်နွားရိုင်းတွေနောက်ဆုတ်သွားတာကိုမြင်တော့ချမ်းကအံ့ဩစွာပြီးဘော့စ်ကတယောက်တည်းတိုက်ချင်နေတာလားလို့တွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိုးတွေစိုက်ဝါလာနီးနွားရိုင်းဘော့စ်ဤရှေ့ကိုတိုးလာပါတယ်သူကအသက်ပြင်းပြင်းရှူပြီးပါဇက်ကနေမီးတံတွေမှုတ်ထုတ်လိုက်ပါတယ်